ကဲဒီအကြောင်းအရာလေးကိုတိုင်းပြီးစတင်လေ့လာကြည့်လိုက်ရအောင်အားလုံးပဲဒီအစီအစဉ်လေးကနေကြိုဆိုပါရစေတခါတလေကြာရင်လေအလုံးမကိုကအချိန်နဲ့အများကြီးပေးအရန်ကိုစူးစမ်းပန်းစားလုပ်နေပြီမြလေတခြားသူတွေရဲ့နောက်မှာကြံရက်နေကုန်ပဲဆိုတဲ့ခန်းစားချက်မျိုးဒါမျိုးကြုံဖူးကြမိထင်ပါတယ် စဉ်းစားကြည့်ပါနော်တနေ့ကို12နာရီလောက်မနာတန်းကိုအလုပ်တွေလုပ်တယ်ခန္ဓာကိုယ်ရောစိတ်ပါပြင်းပြင်းထန်ထန်ပြီးမာနေပေမဲ့ကိုစိုက်ထုတ်လိုက်တဲ့အားထုတ်မှုနဲ့တန်တဲ့ရလက်မျိုးမရဘူးဆိုတဲ့ပြဿနာမျိုးပေါ့တကယ်လို့ဒီလိုမျိုးအခြေအနေကိုရင်ဆိုင်နေရတယ်ဆိုရင်တော့အခုရှင်းပြမယ့်အကြောင်းအရာလေးကအလုပ်လုပ်ပုံနဲ့ပတ်သက်တဲ့အမြင်တွေကိုအခြေခံကစပြီးလုံးဝကိုပြောင်းလဲဖို့စီမှာအသေးချပါပဲ အဖိုင်းတစ်လေသမားနှစ်ယောက်ရဲ့ပုံပြန်ကွဲပြားတဲ့အလုပ်လုပ်ပုံနှမျိုးချောင်းဖြစ်ပါပဲဒီတော့Thomas လို့ခေါ်တဲ့အသက်32နှစ်အရွယ်လေသမားတစ်ယောက်အကြောင်းကနေစပြီးကြည့်လိုက်အောင် Thomas ကမနက်4နာရီရာနေပင်တဲ့အထိကာယလုပ်အားကိုတုံးပြီးပြင်းပြင်းထန်ထန်အလုပ်လုပ်တာအောင်မြင်ဖို့အတွက်တစ်ခုတည်းသောလမ်းကြောင်းပဲလို့တင်းတင်းကြပ်ကြပ်ယုံကြည်ထားတဲ့သူပါဒီမှာအန်တိုဆီယာကောင်တဲ့ကွာခြားချက်လေးတစ်ခုကိုတတိထားမိကြပါလိမ့်မယ် Thomas ကတနေ့ကို15နာရီကြည့်တိပင်ပင်ပန်းပန်းလုပ်နေရပေမဲ့သူ့ရဲ့အိမ်ကြီးချင်း Richard ကတော့တနေ့ကို6နာရီလောက်ပဲအလုပ်လုပ်ပါတယ်ပို့ပြီးအန်တိုဆီယာကောင်တာကအချိန်နဲ့ပဲအလုပ်လုပ်တဲ့ Richard ရဲ့လဲက Thomas အထွတ်နှုံနှစ်ဆတောင်ပိုနေတာပါပဲဒါတကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်မဟုတ်လားအဖိုင်းနဲ့အဆိုးရဆုံးအခြေအနေအလုံးအကျွဲအလုံးလူချင်းရဲ့နောက်ဆက်တွဲပါပဲတနေ့မှလည်းသူတို့ရွာလေးမှာပြင်းထန်တဲ့မိုးခေါင်ကြီးရှားမှုတန်ကိုဆိုးဆိုးရွားရွားခံလိုက်ရပါတယ်ဒီလိုမျိုးအချက်အသေးအခြေအနေမှာ Thomas ကနီလန်တစ်ရှာမဲ့အစားသူ့ရဲ့ကာယလိုအားကိုပဲနှဆက်ထက်တိုးဖို့ဆုံးဖြတ်လိုက်ပါတယ်မနက်3နာရီထားပြီးလေးလံတဲ့ရေပုံးတို့ကိုထမ်းပြီးတော့တနေ့ကိုအခောက်90ထိခောက်တုံခောက်ပြန်တည်ယူပါတော့တယ်ဒီလိုပြင်းထန်လွန်းတဲ့အလုတ်တန်ကို15ရက်စတိုင်လေလွတ်လိုက်ရောတကယ်ကိုကြောက်မခွေကောင်းတဲ့အခြေအနေကိုရင်ဆိုင်လိုက်ရပါတော့တယ်အကျဉ်40မြောက်ရေပုံးကိုတင်နေရင်းနဲ့တင် Thomas ရဲ့ခန္ဓာကိုယ်ကလုံးဝကိုတောင့်မခံနိုင်တော့ပဲလေကွင်းထဲမှာတင်ရုတ်တရက်လဲကျသွားပါတော့တယ်ဆီယံဝင်ရမချက်ကတော့တကယ်ကိုပြင်းထန်လာပါတယ်ခန္ဓာကိုယ်ကရက်ဆိုင်သွားပြီးဒီတိုင်းဆက်သွားရင်တော့နဲ့ဒီနိုင်ကြီးတင်းချင်းကိုမြင်ရမှာမဟုတ်ဘူးတဲ့ညံတဲ့ပုံပဲဆွတ်လို့ဒီချီပဲလောက်နေခြင်းရဲ့နောက်ဆက်တွဲကဘဝကိုပါချင်းထောက်လာနိုင်တဲ့ကြာရှုံးမှုကြီးဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲအေးရပေါ်မှာလဲနေရင်းနဲ့သောမစီယာကိုချီမာရီစိတ်ပိုင်းဆိုင်ရာချက်တဲတဲ့နေရင်ဆိုင်ရပါတော့တယ်တသက်လုံးအလုပ်ကိုကြိုးစားပန်းစားလုပ်ချင်းကားတာအပြေဆိုပြီးယုံချီလာခဲ့တာတွေဟာတကယ်ပဲလုံးဝမာယူနေပြီလားဆိုတာကိုသူစတင်ပြီးနားလည်လာခဲ့ပါတယ်အပိုင်း3ပုတ်စင်ကိုတွေးခြင်းအရာလုံးကိုပြောင်းလဲသွားစေတဲ့ဥပမာတစ်ခုဖြစ်ပါတယ်3ရက်ကြာပြီးတဲ့နောက်မှာတော့ Thomas ဟာဘာနာတွေကို6ပြီး Richard ရဲ့အိမ်ကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာ Richard ကသူ့ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ကိုတကယ်ကိုထိမိတဲ့ဥပမာတွေတစ်ခုနဲ့စတင်ဖွင့်ပြလိုက်ပါတယ်။ Richard ကတက်ခုတ်သမားနှစ်ယောက်ရဲ့ဥပမာကိုသုံးပြီးရှင်းပြပါတယ်။ Thomas ဟာနှစ်ပေါင်းများစွာတုံးနေတဲ့ပုတ်ဆိုင်ကြီးကိုကင်ပြီးအားကုန်သုံးခုတ်နေခဲ့တာလို့မိမောင်းထိုးပြလိုက်တာပါ။အားဆိုင်ုံတသက်နဲ့မလုံလောက်ပဲကိုယ့်ရဲ့လက်နက်ကြီးတွေကထက်မြက်နေအောင်အရင်ဆုံးလုပ်ဖို့လိုအပ်တယ်ဆိုတာကိုသိတာသွားစေပါတယ်။တကယ်ကိုထီရောက်တဲ့ဥပမာပါပဲအပိုင်းလေးမြန်သုံးပြီးအလို့လှုပ်ချင်းနီးစနစ် Richard ရဲ့အောင်မြင်မှုစီးမြင်သုံးခုဖြစ်ပါလေဒီပုံပြင်လေးကနေတဆင့်အဓိကကျတဲ့ခွဲချင်းစိတ်ဖြာမှုနီးစနစ်တွေစီကိုလက်တွေ့ကျတဲ့ view ဟာတွေအဖြစ်ပြောင်းလဲပြီးလေ့လာကြည့်လိုက်ရအောင်ရစ်ချက်တင်ပေးလိုက်တဲ့အတိအကျပဲစီးမြင်သုံးခုရှိပါတယ်ဒါတွေကတော့မြန်သုံးပြီးအလို့လုပ်ဖို့အတွက်အခြေခံအုံးမြစ်တွေပါပဲကာယလုပ်အားထက်စနစ်ကျမှုကိုဦးစားပေးတာရဲ့အလုံများနေခြင်းထက်အာယုံစူးစိုက်မှုကိုဦးစားပေးတာရဲ့နောက်ပြီးအနာယူခြင်းကို view ဟာတစ်ခုလိုအသုံးချတာရဲ့ဆိုပြီးဖြစ်ပါတယ်ဒီစီးမင်းတွေကအလုံလုံပုံကိုဘယ်လိုပြောင်းလဲပေးနိုင်မလဲဆိုတာတစ်ချက်ချင်းကြည့်ကြရအောင်ဒါကြောင့်အရေးကြီးဆုံးအချက်ကတော့ပထမစီးမင်းဖြစ်တဲ့ကာယလုံအားဟက်စနစ်ကျမှုကိုဦးစားပေးဖို့ပါပဲအကြိမ်ကြိမ်အခါခါလူအင်အားသုံးပြီးလုပ်နေရတဲ့အလုပ်တွေအစားရေရှည်အတွက်စနစ်တစ်ခုကိုတိဆောက်ရင်းနှီးမြှုပ်နှံလိုက်တာကမယုံနိုင်လောက်အောင်အကျိုးအမြတ်တွေရရှိစေနိုင်ပါတယ်ဒုတိယစီးမင်းကတော့အလုပ်တွေအများကြီးရှုပ်ရက်ခက်လုပ်နေတာထက်အာယုံစူးစိုက်မှုကိုဦးစားပေးဖို့ဖြစ်ပါတယ်။ဒီနဲ့5မျိုးလောက်ကိုလိုက်လို့နေရင်အရာရာမှာတာမန်အဆင့်လောက်ပဲဖြစ်နေပါလိမ့်မယ်။အဲ့ဒီအစားတကယ်အမျက်ရနိုင်တဲ့အကောင်းဆုံးဒီနဲ့2မျိုးကိုသာရွေးချယ်အာယုံဆက်လိုက်တဲ့အခါထိတ်တန့်ကြွမ်းကျမှုအဆင့်ကိုရောက်ရှိသွားပြီးအထွက်နှုံးတွေအများကြီးပိုကောင်းလာစေမယ်။တတိယစင်မြင့်အနေနဲ့ကတော့လုံလောက်တဲ့အိတ်ဆက်ခြင်းနဲ့အနားယူခြင်းဟာအပြင်းထူတာလုံးဝမဟုတ်ပါဘူး။အနားရထားတဲ့ဦးနောက်ကသာပြဿနာတွေကိုကြိုတင်မြင်နိုင်ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ပါတယ်။တကယ်လို့မြတ်ပပန်းနွမ်းနေနေတဲ့အချိန်မှာဆုံးဖြတ်ချက်ချရင်အမားတွေပဲထပ်ဖြစ်လာနိုင်တာကိုတတိပြုရပါမယ်။အပိုင်းကပြောင်းလဲမှုလက်တွေ့ဘဝမှာနီးစနစ်ကိုအသုံးချခြင်းဖြစ်ပါတယ်။ဒီသင်ခန်းစာတွေရပြီးတဲ့နောက် Thomas ရဲ့ချက်ချင်းပြောင်းလဲမှုလှုပ်ဆောင်မှုတွေကိုကြည့်ရအောင်
သူကကာယလုတ်အားကို၄နာရီသာလုတ်ပြီးရက်လိုက်ပါတယ်။အဲ့ဒီနောက်ကျန်တဲ့အချိန်တွေကိုခင်မီရည်သွင်းစနစ်တွေအကြောင်းလေ့လာဖို့အတွက်အသုံးချလိုက်ပါတော့တယ် ဒီနီလန်ကဘယ်လိုအကျိုးသက်ရောက်လဲဆိုတာရှင်းကြည့်အောင် Thomas ကသူ့စီမှာရှိတဲ့အသုံးမလို့တဲ့ဆက်ဟောင်းကြီးကိုရောင်းပြီးအလိုလျောက်ရည်သွင်းစနစ်ကိုဝယ်ယူတက်ဆင်လိုက်ပါတယ်။အရင်ကရေလောင်းမှုချော့မှရကြတဲ့အလုပ်ကအခုဆိုရင်မိနစ်20လေးနဲ့ပြီးသွားပါတော့တယ်။အချိန်ဒီအများကြီးတက်တာသွားတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ် ။ရလက်အနေနဲ့ကတော့ရခိုင်ကအကောင်းဆုံးအထွက်နှုန်းထက်40ရာခိုင်နှုန်းထိကိုပိုတက်လာပါတယ်။အရင်က12နိုင်လုံးအလုပ်လုပ်ခဲ့ရပေမဲ့အခုဆိုရင်အချိန်တွေကိုစနစ်တကျတုံးချနိုင်သွားလို့9နိုင်တာအလုပ်လုပ်ပြီးဒီလောက်ကောင်းတဲ့ရလက်ကိုရရှိလာတာဖြစ်ပါတယ်။ဒါဟာတကယ့်ကိုထူးခြားတဲ့အပြောင်းလဲပါပဲ အရေးကြီးဆုံးအောင်ခွဲကတော့သူ့ရဲ့ကိုယ်ပိုင်ဖွားလေးပြန်လဲရှင်းတန်းလာတာပါပဲ Thomas ဟာအခုဆိုရင်ဇနီးတွေနဲ့အတူတူညစာစားဖို့ခလေးလေးနဲ့ဆော့ကစားဖို့အချိန်ကြီးရလာပါပြီခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာပြိုလဲမဲ့အန်ဒီယေကနေလေအပြည့်ဝကင်းဝေးသွားခဲ့ပါပြီဒါဟာလူလိုက်လိုချင်တဲ့ဘဝမျိုးမဟုတ်လား အပိုင်း6ပစင်ကိုအစစ်မြင့်တင်ခြင်းလက်တွေ့ကဘာမှာအသုံးချခြင်းဖြစ်ပါတယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာတွေကိုယနေ့ခေတ်လုံငန်းခွင်တွေနဲ့ချိတ်ဆက်ကြည့်ရအောင်ယနေ့ခေတ်မှာပစင်ကိုသွေးခြင်းဆိုတာကလေယာသုံးစကရိယာတွေဝယ်တာကိုချိဆိုလိုတာမဟုတ်ပါဘူးကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ကိုက်ညီတဲ့ကျွမ်းကျင်မှုအသစ်တွေကိုသင်ယူလေ့လာခြင်းကိုဆိုလိုတာဖြစ်ပါတယ် ဒီအချက်ကအန်တိုဆရာကောင်းလောင်တရုပ်ဖော်ပြနေတာကတော့ယနေ့ခေတ်ရုံလုံးငန်းဝင်တွေမှာအသုံးပြုနေတဲ့ software တွေရဲ့အရေးပါမှုပါပဲဥပမာအားဖြင့်နေ့စဉ်ထက်ကတလဲလဲလုံးနေရတဲ့ရုံလုံးငန်းတွေကိုမြ мян ဆန်းဆန်းပြီးမြောက်ဖို့ Excel နဲ့ PowerPoint လိုခေတ်သစ်ကိရိယာတွေကိုကျွမ်းကျင်စွာအသုံးပြုနိုင်အောင်လေ့လာခြင်းကလည်းကိုယ့်ရဲ့ပစင်ကိုတွေးနေခြင်းတစ်မျိုးပါပဲဒါမှသာအလုပ်တွေကိုအလိုလျောက်စနစ်တွေနဲ့ပုံမလွဲကူလေးမြန်စွာလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ညီကုန်းချို့အနေနဲ့မိကုန်းတစ်ခုမြင်ချင်ပါတယ်တုံးနေတဲ့ပုတ်စိန်ကြီးကိုအားကုန်တုံးပြီးလွဲနေမယ့်အလုပ်ကိုရပ်တန့်ဖို့အချိန်တန်ပါပြီကိုယ့်ရဲ့နေ့စဉ်အချိန်ကုန်ဆုံးဖြစ်နေတဲ့အလုပ်တွေကိုတခြားပြန်လဲထုံသက်ကြည့်ပါဒီနေ့မှာပဲအလုပ်တွေကိုစနစ်တစ်ခုဖြစ်ပြောင်းလဲတိစောက်မလဲဘယ်အလုပ်တွေကိုတခြားသူစီလွဲပြောင်းပေးမလဲဘယ်အရာတွေကိုတော့လုံးဝဖယ်ရှားပြစ်မလဲဆိုတာကိုပြန်လဲစဉ်းစားကြည့်ဖို့တိုက်တွန်းရင်းဒီနေ့အတွက်ရှင်းလင်းတင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်